hello ကျွန်တော်ကတော့အဲ့လိုလေကျွန်တော်ကတော့ကိုပါကျွန်တော်ကတော့အကိုပါဒီနေ့မှကျွန်တော်တို့ဟာမလောက်ပါနဲ့ဒီနေ့မှကျွန်တော်တို့စကားပြောခလာမပြေဘူးလို့ခါတယ်လို့ကြပါမရှိတဲ့တော့โอเคဒီနေ့မှကျွန်တော်တို့အခုရနေတာဟုတ်ပါမြောက်ချစ်ဒီနေ့မှတော့တော့သူရှော့ပြတော့ပါဒီစကူပေါ့နော်စကူတွားရခြေလမ်းစမ်းအခုပေါ့နော်ကျွန်တော်မှာပေါ့အတီးနဲ့လှုပ်ရှိတယ်ပေါ့နော်မပေါ့နော်တော့ဒီမှာပေါ့နော်ဘောဖူပေါ့နော်ဘောဖူနဲ့စမုကီဖူပေါ့စမုကီဖူကကျွန်တော်တင်ချပေးတာဘောဖူကတော့ကျွန်တော်ကောက်ရထားတာပေါ့နော်လက်ဟုတ်ပါတယ်ပေါ့နော်ကျွန်တော်ကောက်ရတဲ့နေရာတော့ဒီနေရာလေးပေါ့နော်ဒီနေရာလေးပါပေါ့နော်ဒီနေရာလေးပါပေါ့နော်မပေါ့နော်ကျွန်တော်ဖူးကောက်ရတဲ့နေရာပေါ့နော်โอเคပေါ့နော်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ဒီနားလာမှာပေါ့ဒီနားလာမှာကျွန်တော်ဖူးကရရတယ်ဒီပေါ်မှာကျွန်တော် try အောင်ကျွန်တော်ကတော့လူခါဖို့တော့ပတ်စားလာနေတယ်ဖြစ်ပါတယ်ဘောနော်ဒီကားပြလာပြပြီဟာစိတ်ညစ်တယ်အချစ်ဖရပြချင်တယ်အလေးထားပြီးကျွန်တော်ဒီကပါပြီးတော့ရတာပါပဲနားကြည့်ငါ့ကိုလည်းတက်ပြပါမယ်